O နဲ့ EW အတန်ထွက်ချင်းစင်ပါတယ် rules တွေအများကြီးရှိတဲ့ထဲကအဓိကကျတဲ့အသုံးများတဲ့ rules နှစ်ခုစီကိုပြောပြသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင် short sound O နဲ့ long sound U ကိုပြောပြသွားမှာဖြစ်ပါတယ် short sound ကတော့သူ O ရဲ့နောက်မှာဒီ K တို့လိုက်လို့ရှိရင် short sound ထွက်ပါတယ်ဥပမာကြည့်ရအောင် food cook ဖြစ်ပြီးမှ long sound U ကိုကြတော့ moon zoo ကျန်တဲ့နေရာမှာတွေပေါ့နော်ဒီ K ကလွဲပြီးကျန်တဲ့နေရာမှာတွေ long sound သုံးတယ်လို့အကြမ်းဖြစ်မှတ်ထားလို့ရပါတယ်ဒီဘက်က EW ကြတော့အတန်ထွက်တယ်လို့နောက်တစ်ခုက U ဆိုတဲ့ Y အတန်ရအတန်နဲ့တွဲပြီးမှထွက်ပါတယ်အတန်ဒီဘက်က O နဲ့ဆင်တဲ့ အတန်ကိုအရင်ကြည့်ရအောင် drew grew ဖြစ်ပြီးမှရအတန်ပါတဲ့ U ဆိုတဲ့ဟာကိုပြန်ကြည့်ရအောင် few new အဲ့ဒါတွေဖြစ်ပါတယ်နောက်လည်းဘ ഹു တုတရတဲ့ဟာမျိုးတွေကို share ပေးသွားမှာဖြစ်လို့ like subscribe follow ခဲ့ပေးပါ